ရတဲ့စိတ်တဲ့ရမ်းများကိုငါမေးဖြောက်ပြလိုက်ပြီတဲ့တမချေရတဲ့မိန်းကလေးမင်းဟာရန်ကိုချစ်တယ်လွန်ခဲ့သည်ကိုနာခဲ့ဘူးတဲ့ငါရင်ခွင်ဟာမင်းအတွက်တော့ကန်ဆိုရပြီအစိုးများကြပါကိုအနိုးထားခဲ့ရသူမင်းတွေအဖို့မထိုက်ခဲ့ဘူးဝေးဆုံးကိုပြေးထွက်သွားမိတဲ့ငါလှုပ်ရတရားမင်းအတွက်တော့လုံးဝမှားခဲ့ပြီးမှများအားလုံးကိုငါတိတ်မှထားခဲ့ပြီးဆိုပေမဲ့ရှေ့ဆက်သွားဖို့ကွန်အားတော့မညီတော့ကိုလိုမျိုးပြောပြချင်တာပါလို့ဆိုပြီးဒီဆိုင်တောင်းတော့ပြီးပေါ်မှာဆိုမိရဲ့စာသားများငါစာရွက်ပေါ်မှာချကံရေးတတ်ပြီးချင်းစာသားတွေကမင်းအတွက်တော့တိတ်ပဲမဲ့ရင်ဘန်ဒီဒိတ်တာတွေကိုလည်းငါစောက်ယူမဆိုင်ငါစောက်ယူဆိုင်တာမင်းလေးပြန်ပြီးချစ်ဖို့ပဲကဲအဲ့လိုမျိုးလူတွေဝိုင်းပြီးပြစ်ဖို့တဲ့ကိုကိုမင်းလေးရွှေ့ချက်ခဲ့တဲ့အတွက်ကျေးဇူးတင်မိရဲ့အခုချိန်ထိကိုတို့ဝေးမိထင်ခဲ့သည့်သူတွေကိုလက်ခတဲ့ပဲထောင်ပြမိနဲ့ပတ်တွေမှာလွမ်းတဲ့စိတ်ရပို့လို့ဆိုသွား